Tomorrow Lucy ဖြစ်ပါတယ် Lucy Makeup Academy က founder and owner Lucy ဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ Lucy ရဲ့တင်တဲ့အကြောင်းလေးကိုနေရှင်းပြချင်ပါတယ် Lucy စီမှာတင်တဲ့ခါကြလို့ရှိရင်ဒီချိန်ကြီး makeup look ကဘယ်နှမျိုးပါလဲစတုံးကဘယ်နှမျိုးပါလဲပေါ့နော်ဒါတွေအရင်အမီးများရပေါ့makeup look ကတော့ဒီချိန်တော့အဓိက main point ကြီးဖြစ်တဲ့ main look 14 look ပါတယ်စတုံးကတော့25မျိုးပါတယ်ပေါ့နော်အဲ့ဒါအပြင်ဒီချက်တင်ပေးတဲ့ဟာတွေအပြင်ကိုကိုက creation လုပ်ချင်လို့ပြင်ကြည့်ချင်တဲ့ look မျိုးရှိလို့ရှိရင်လည်းဒီချက်ဘက်ကနေပြင်ပြပေးတယ်အဲ့လိုမျိုးကိုကြိုက်တဲ့ look ကိုလည်းပြင်ပြခိုင်းလို့ရတယ်ပေါ့နော်အချိန်ကာလကတော့တစ်လနဲ့15ရက်45ရက်ကွက်တီပေါ့နော်တစ်ပတ်မှာ9ရက်စနေတနင်္ဂနွေ2ရက်ကိုတော့ပိတ်ပေးပါတယ်တင်ထားကိုပစ္စည်းပါပြီးဟိုမှာဒီချက်ရဲ့တင်တန်းကြီးလေးကတော့30ကျပ်ဖြစ်ပါတယ်ဒါပေမဲ့တည်င်းကောင်းလေးကတော့အခုဒီလတင်တန်းမှာပေါ့နော်ကျတော့ပထမဆုံးအတိတ်9ယောက်ကို15သိန်းနဲ့ပြီးတော့မှဖြစ်ပါတယ်ရှင်ဒါကြောင့်မို့ကိုကတက်ဖို့စဉ်းစားနေရဆိုလို့ရှိရင်အခုပဲလာအပ်လိုက်တော့နော်ဒါမှ15သိန်းနဲ့ရပါ Okay bye bye